ဒီနေ့ Stella ကတကယ်ချင်းတို့ Clamsit ဆိုတဲ့နေရာလေးတက်ပြောင်းလာဖြစ်ပါတယ်။ဒါပေမဲ့ချို့လူတွေကတော့ဘာ Clamsit ကိုချားနာမည်ခေါ်ကြရပါတော့။ဒါပေမဲ့ Stella အဲ့နာမည်မသိဘူးဆိုတော့ Clamsit လို့ပဲခေါ်ပါတယ်။ကဲဆိုတော့ဒီလမ်းလေးရောက်သွားပါမယ်။ငါတယောက်တည်းလူတွေကြောက်တယ်ဟာ။ငါတယောက်တည်းဆိုတော့ငါလူတွေကြားဆိုလို့ရှိရင်တော့ငါဖင်ရဲဖတာမောင်းတယောက်တည်းဆိုလို့ရှိရင်တော့ဖင်ရဲဖတာမောင်းတတ်တယ်။ဟောတွေ့လာမလေးတွေ့လာဘင်းရတာမောင်းနေလို့ငါပြောတာပဲငါကငါပြောတာနော်ဆိုတော့လောဆယ်တော့ဒီအနီချောင်းလေးကိုလိုက်ရမှာပေါ့နော်ကဲဒါ solution တော့ရှေ့သွားပါကဲတော့မယ်နောက်ဆုတ်လာမကြော်ဝိုင်းကြော်သွားပြီကဲဆိုတော့အဲ့မှာမိကိုရောင်လေးရှိတယ်မိကိုရောင်လေးရှိသွားပါမလေးငါလူတွေရှိလို့ရှိရင်တော့ငါဆိုင်ကစီးတက်တယ်လို့နဲ့လူမရှိလို့ရှိရင်တော့မလေးခုတောင်မှတက်ပင်နဲ့ဝင်တိုက်တာမလေးစတေလာနဲ့ဒုက္ခနဲ့တော့တွေ့ပြီဟဲ့ကဲဒီလို့ဒီနားရောက်ပြီဆိုလို့ရှိရင်တော့ဒီနားမှာလုံးဝလမ်းလေးမရှိပါဘူးဒီလမ်းလေးမှာဒီအဖြူအောင်လမ်းလေးပေါ့နော်ညဘက်လည်းတော့လေးရပါတယ်ဒီမှာမီးတိုင်လေးထောင်ထားရပေါ့နော်မလေးကြောက်တဲ့ကြကြရမလို့တော်သေးတယ်မလေးငါတို့စီးရုံညုတ်တော့မှတော်ရည်မလေးပေါ်ရီရောတက်တယ်စိတ်ညစ်ပါတယ်ငါတယောက်နေတော့မလေးအရှင်ခင်းနိုင်တော့မလေးဂျိုးနီပြစ်ကုန်ရဖေးနေရောထောင်ကုန်ရေမလေးဟာမီးရောပွင့်ကုန်ရေစိတ်ညစ်တာမီးတော့ပိတ်မီးရတူမပိတ်ရသေးဘူးခါပိတ်လိုက်ပြီမလေးရဲ့မောတာဟေးတက်တက်ပြီခုမှတက်မှာဟုတ်ကဲ့အပေါ်မှာကျတော့ Stella ကြမယ်ပေါ့နော်ဒီထဲမှာကျတော့ငါပေါ့နော်အဲ့ရလေးနှစ်ကင်းအဲ့ဂရင်းလေးနှစ်ကင်းရှိတယ်ဒါလေးကတော့မီးဖိုလေးပါဒီမှာပေါ့နော်ထိုင်ကုန်လေးတွေစပွဲလေးတွေရှိပါတယ်။ပေါ့တဲဆိုတော့အပေါ်တက်ကြည့်အောင်။ Okay အပေါ်ကကြတော့ဒီမှာအပေါ်တက်ကြည့်မှာပေါ့နော်။အပေါ်ကတူပဲလားတော့မသိဘူး Stella လည်းမရောက်ဘူးကြာကြီး။အပေါ်မတူဟာအပေါ်ရေချိုးကန်ကဲရေချိုးမယ်အင်းကြီးလဲမယ်ဒါလေးကအင်းကြီးလဲဟာပေါ့နော်ဒီမှာမျိုးဒီချိုးရဝတ်ဆောင်အင်ကြီးလဲဟာဒီမှာပေါ့နော်ဒီမှာ action sit ဆိုတဲ့ဟာလေးကိုနေလိုက်ထိုင်သွားတွေ့ကဲ Stella ပြန်လဲမယ် Okay အောက်ဆင်းရအောင်နေပါဦးဟိုကပါကြီးတော့ဒီကလည်းဒီဘက်လည်းချိုးလို့ရရင်နော် Okay ဆိုတော့အပေါ်ဆုံးတက်ကြည့်ရအောင်ပေါ်ဆုံးမှာဘာရှိမလဲဟုတ်တယ်မလားဟေ့ပေါ်ဆုံးကလည်းတူပဲဟာပေါ်စားလေချိုးလာအောင်ဒါကြတော့ဒါပါဒါလည်းအင်ကြီးလဲရမယ်ဆောင်းတာအင်ကြီးလဲရပဲဒီနားလေးချိုးရမှာပေါ့ဒီချိုးလို့ရတယ်ပေါ်ဆုံးတက်ကလည်း Okay Stella အင်ကြီးပြန်လဲမယ်ဒီခုံချကြည့်လိုက်ရင်ဘယ်လိုဖြစ်သွားမှမသိဘူးเนาะခုံချလိုက်ဝီမလေးဒီပေါ်ပြုတ်ကြတာအမလေးဒါလေးကကြတော့ဘောနော် picnic ထွက်တာလားဘာလားမသိဘူးစားလို့ရတယ်အဲ့နာမှာဘောနော်စပွဲခုံလေးရောပါတယ် Action Fire ဆိုတာလေးနှိမ့်လိုက်လို့ရှင်တွေ့လာမီကိုလေးထွက်လာတယ် Okay ဒါလေးကမြက်လေးတွေဒါလေးကကြတော့သူကကားထဲမှာပဲအိတ်လို့ရောက်နေလောက်ထားတယ်စားလို့ရောက်နေလောက်ထားတယ်ချူလို့ရောက်နေလောက်ထားပါတယ်ဒါလေးဒါမဲ့ဒါလေးကအားကျင်းတယ်အားကျင်းတော့တင်တို့တငယ်ချင်းတို့ကမျက်စိရှုပ်တယ်ကဲငါအိတ်လို့လည်းရတယ်သူကမထိုင်ကုန်လေးရောပါတယ်ကဲပြီးလို့ရှိရင်တော့ဒီနားမှာ action drive ဆိုလေးနှိပ်လိုက်ဝေါတွေ့လားထိုင်ကလေးမောင်းဝိုင်းတွေ့လားကားလေးကားလေးမောင်းလို့ရပါဒီကားလေးကတော့မစိုးပါဘူးဒါပေမဲ့ Stella မကြိုက်တာကျင်းလေးမှုလို့ပါ Okay ဒါလေးကပြအောင်နဲ့တူရနော်ပြအောင်လားတူရင်းသီးလားမသိဘူး Stella မြင်ဖို့တဲ့ကတခုနဲ့တော့တူရ Stella တည်ရတာ Okay ဒီပြီးတော့ action sit ဆိုတာလေးနှိပ်လိုက်ရင်တော့ဒီမှာထိုင်သွားပါပြီထိုင်ကုန်လိုမျိုးလေးပေါ့နော်
ဒါလေးကတော့ဒန်းလေးပါโอเคဒန်းလေးကစီးလို့ရပါတယ်ဒန်းဆိုမှစီးလို့ရမှာပေါ့ငါးပါးလေးပြောဟုတ်တယ်နော်နော်ဘောနော်ဒန်းကဒီမှာပေါ့နော်အချိန်ကတိတ်မပြင်းဘူးသူကဒန်းကိုလှုပ်ပြီးမှစတေလာပြမယ်အဲ့လိုလေးလှုပ်ပြီးမှဒန်းအချိန်ပြင်းတာတွေ့လားဘလူးတွေတောင်ဖြစ်နေလည်းမသိမဘောနော်ဟိုမှာဘာကြီးတော့အော်ဒါကြတော့ကြော်ပဲစားတွေဘာတွေထွက်တာလားမသိဘူးအဲ့မှာဒီထဲမှာအိတ်လို့လည်းရတယ်ဒီထဲမှာစားလို့လည်းရတယ်အဲ့ဒါကြီးလို့ဖို့ပေါ့နော်ဒီမှာအများကြီးပဲဟိုမှာကျတော့နောက်တဲ့အိမ်ရှိရယ် Oh my god ဆာကူရာပင်လေးလာတယ်နော်ဒီမှာကျတော့ကားလည်းမရှိဘူးတော့မှဘာမှမရှိဘူးဒီမှာအိမ်မရှိရအိမ်ကဆောင်းနာနေရတဲ့တူပါပဲမယုံတက်ပြမယ်တက်မယ်ဒီမှာပါတူပါပဲဆောင်းနာစတေလာရှင်းပြရဟာလေးနဲ့ပေါ်မှာတူပဲပေါ့နော်ကဲဒီနေရာကိုတည်သွားကြပြီလို့ထင်ပါတယ်ဆိုတော့အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုး Sakura ပုံမြင်လေးတွေကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ like subscribe share လေးလုပ်ဖို့လဲ comment လေးတော့ပါတယ်နော်လုပ်ဖို့လဲမမေ့နဲ့အောင်နော် bye stop